ဒီ video file မှာ so far နဲ့ right now ဆိုတဲ့စကားလုံးလေးနှလုံးကိုရှင်းပြပေးပါမယ် so far ရဲ့အဓိပ္ပာယ်ကတော့အခုထိအောင်လို့အဓိပ္ပာယ်ရပြီးတော့မှကိစ္စတစ်ခုခုကအတိတ်တစ်ချိန်ကနေဖြစ်ခဲ့တာအခုပြစ္ဆုတ်ပံအချိန်မှာဖြစ်ပြီးသွားပြီဒါမှမဟုတ်ဖြစ်ပြီးတော့ဆက်လက်ဖြစ်နေတဲ့အခြေအနေမျိုးမှာ so far ကိုသုံးရပါတယ်အဲ့တော့ဒါဆိုလို့ရှိရင် so far နဲ့သုံးရတဲ့ verb ပုံစံလေးတွေကတော့ present perfect သို့မဟုတ် present perfect continuous tense ပေါ့နော် have has plus but 3 သို့မဟုတ် have has plus been plus verb ing ဆိုတဲ့ပုံစံသုံးရပါမယ်အဲ့တော့ right now ကတော့အခုလောလောဆယ်လို့အဓိပ္ပာယ်ရတာဖြစ်တဲ့အတွက် right now နဲ့သုံးရတဲ့ verb ပုံစံလေးကတော့နေတယ်ပေါ့အခုလောလောဆယ်ဘာဖြစ်နေပါလဲလို့ပြောတာမျိုးဖြစ်တဲ့အတွက်နေတယ်လို့အဓိပ္ပာယ်ရတဲ့ present continuous tense လေး aorist plus verb ing ကိုသုံးပေးရပါတယ်ဒါဆိုလို့ရှိရင်စာကြောင်းလေးကြည့်ကြည့်ပဲ so far I'm just thinking about winning the Premier League တဲ့အဲ့တော့ Premier League နိုင်မဲ့အကြောင်းကိုတဲ့အခုထိအောင်ငါကစဉ်းစားနေပါတယ်တဲ့ဆိုတော့ so far ဒီအခုထိအောင်ဆိုတော့ဒါအတိတ်တစ်ချိန်ကနေအခုထိသူကစဉ်းစားပြီးတော့မှဆက်လက်စဉ်းစားနေတာမျိုးဖြစ်တဲ့အတွက် present perfect continuous tense သို့မဟုတ် present perfect tense ကိုသုံးရမယ်အခုသုံးထားတာဒီစဉ်းစားနေပါတယ်ဆိုတော့ present continuous tense ကိုသုံးထားတာဖြစ်တဲ့အတွက်မှားပါတယ်အဲ့တော့ so far နဲ့ဘယ်လိုသုံးရမလဲဆိုရင် so far I have just been thinking about ဖြစ်ပါတယ်အဲ့တော့ I'm just thinking about ငါစဉ်းစားနေပါတယ်ဆိုလို့ရှိရင်တော့အခုဆိုတဲ့ right now ကိုသုံးရပါမယ် right now ကအခုလုံးနေတယ်ဆိုတဲ့ aorist plus verb ing present continuous tense ကိုသုံးရတာဖြစ်တဲ့အတွက်ဒီအခုပြောလိုက်တဲ့ပုံစံလေးအတွက်ဆိုရင်တော့ right now နဲ့မှာမှန်ပါမယ်ဒါဆိုရင် right now ဆိုလို့ရှိရင် right now I'm just thinking about so far ဆိုရင် I have just been thinking about ဖြစ်ပါတယ်ဒါဆိုရင်ဒီ video file ကနေ right now နဲ့ so far ကိုဘယ်လိုခွဲပြီးသုံးအောင်လဲဆိုတာလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်ဒီစကားကိုအခြေခံကနေကျွမ်းကျင်ပြောတတ်ချင်တယ်ဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်